I miss the car, I'm out there bubbling. မနေ့အနေနဲ့ရောဒီစင်ကူလာမယ်အကြောင်းသားလူငယ်လေးတွေအတွက်သူတို့အနေနဲ့ mindset ဘယ်လိုပြင်ဆင်ရမလဲသူတို့ preparation ဘာတွေလိုအပ်လဲပေါ့နော်အားလေးပိုင်းလေးနဲ့ပတ်သက်ပြီးတော့လဲ suggestion လေးတစ်ချက်ပေးပြပါဦး ကျောင်းသားတွေအနေနဲ့ကပေါ့နော်ဒီစပြီးတော့မှစိတ်ကိုသွားမယ်ဆိုကြတဲ့ကတော့မသွားခင်မှာတွေကပေါ့စိတ်ကိုကြိုတင်ပြင်ဆင်ထားဖို့လိုတယ်ပေါ့နော်ကိုကသူများနိုင်ငံကိုသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ဒီမိခင်နိုင်ငံလည်းမဟုတ်ပေါ့နော်အဲ့အတွက်ကြောင့်ကိုကသူတို့နိုင်ငံရဲ့ချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေဆိုလဲလိုက်နာရတာတွေရှိမယ်ပေါ့နော်ပြီးသွားပြီဆိုရင်လည်းသူတို့ရဲ့ဒီချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေရဲ့ပြီးရင်သူတို့သင်ကြားပေးတဲ့ဟာတွေကိုလည်းဒီလေ့လာလို့စိတ်ကလည်းပြင်းထန်ရမယ်ပေါ့နော်အဓိကကတော့ကိုကသူများနိုင်ငံမှာဖြစ်တဲ့အတွက်ကြောင့် luxury life တော့ရမှာတော့မဟုတ်ဘူးပေါ့နော်အဲ့အတွက်ကြောင့်မလို့အဓိကကတော့စိတ်ကိုပဲပေါ့နော်ကြိုတင်ပြီးတော့ပြင်ဆင်ထားဖို့လိုပါတယ်ဟုတ်ကဲ့ပါအမအဲ့ဆိုရင် mindset ကလည်း group ဖြစ်နေမှာအဆင်ပြေမှာပေါ့နော်အဲ့အတွက်ကြောင့်လည်းဒီ step to Singapore ကနေတဆင့်ပေါ့နော် the group mindset ဆိုတဲ့ program နဲ့လည်းကျောင်းသားတွေကိုဒါနိုင်ငံသားမသွားခင်မှာပေါ့နော်ကြိုပြီးမှ training ပေးတာတွေလည်းရှိတယ်ပေါ့နော်ဟုတ်ကဲ့ပါအမအခုလိုပြောကြပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်